ပြောလူရှင်တော်မင်းသားမဟုတ်တဲ့ကျွန်တော်ပရိသတ်လို့ကြောင်းလဲရှိပြပြုံးပြမဲပြမှုတဲ့နော်မလို့သူတွေဆဲလဲပဲနော်လူသူတွေအားပေးရင်ပြောဒီသူတွေပြုံးဖို့အတွက်တော့ရည်စရာတွေစဉ်းစားတွေးခေါ်ရင်မရွှင်ပြောပြလုံးလေးတွေပြတ်နေစင်မောမပြေဘဝမောတပုတ်ကိုပတ်တည်တင်ငါပြောတော့ဆက်လူတိုင်းရဲ့ဖို့လူရှင်တော်မင်းသားမဟုတ်တဲ့ကျွန်တော်ကျွန်တော်ဤနေရင်ပြိတ္တကြီးလဲပြုံးလျက်ပဲနော်ကျွန်တော်ကိုနေလဲသူတို့ပြုံးလို့ပြောဘဝကလူရှင်တော်အလားပါမစင်နိုင်နော်ရင်မခံစားရတဲ့အနာတရားလေးများပေါ်ရည်စရာတွေပြောပြလို့နော်ဘသူပြုံးလို့ဘေးနာကပေါ်လို့